ဝါခန္ဓာကြီးကမြေတမ်းဆင်ပြေမှုနဲ့သွားနေမှာမဟုတ်ဘူးစားရည်ဘလောက်ရှိမစားနိုင်တဲ့အခြေအနေကိုရောက်အောင်မှာသုံးစရာတွေဘလောက်ရှိသုံးရင်စိတ်ကိုမရှိတော့ဘူးဆိုတဲ့အခြေအနေကိုရောက်အောင်မှာဟုတ်လားဘဝမှာဘလောက်ပဲတန်ရောစင်နေချစ်ပနောင်ဖွဲ့ပြီးတော့နေခြင်းစိတ်တွေရှိနေခွင့်မရှိတော့ဘူးဆိုတဲ့အချိန်ကိုရောက်အောင်မှာဟုတ်လားအဲ့လိုမျိုးဘေးတွေတွေ့လာပြီဘဝခန္ဓာကသူ့သဘောကိုထင်ရှားပြလာပြီဆိုရင်ဒီစိတ်ဟာဘလို့မကြမှုတွေနဲ့အားငယ်လာမှာပဲသိကြတယ်အဲ့ဒီအချိန်မှာဘဝရဲ့အကြောင်းကိုအမှန်ကန်သိမြင်နားလည်မှုပညာတည်းဟူသောအာကိုရာကိုသာရအောင်ရှာမထားရသေးဘူးဆိုရင်သေချာပေါက်မျက်ရည်နဲ့မျက်ကွက်ဖြစ်တော့မှာပဲဘေးရင်ဟောသလိုပြောနေတာမဟုတ်ဘုန်းကြီးကဒါတကယ်ကိုဖြစ်မဲ့ကိစ္စဟုတ်လားဝါခန္ဓာအကြောင်းကိုသိတဲ့မြင်တဲ့ပညာသာမရဘူးမရှိဘူးဆိုရင်ဒီလိုအခြေအနေမျိုးရောက်ပြီဆိုတာနဲ့သေချာပေါက်ငိုရမှာပဲယောက်ျားချင်းမကြီးဖြစ်နေလို့အတန်ထွက်မငိုဘူးဆိုရင်လည်းပဲအတန်ဒိတ်တော့ငိုနေမှာပဲအာကိုရာရှိမရှိဆိုတာကိုဒီအခြေအနေမှာကြည့်လို့မသိနိုင်နေဘူးလိုအပ်တဲ့အချိန်ကြတော့မှထုတ်သုံးတရားရှိမရှိဆိုတာသိရမှာပေါ့အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီစစ်မှန်တဲ့အာကိုရာဖြစ်တဲ့ဘဝရဲ့အကြောင်းကိုအမှန်သိမြင်နာလည်းမှုပညာကိုဘယ်နည်းနဲ့ရစေမှာလို့ဆိုဒီတတိပဋ္ဌာန်တရားကိုအထုတ်တဲ့နိလန်ဖြစ်တာနေရနိုင်တာဒါကြောင့်တတိပဋ္ဌာန်တရားကိုသာအာကိုကြလို့ဟောနာမည်တက်ပြီးတော့ဟောလွန်ထင်ရှားတဲ့သုတ်တန်နှစ်ပုဒ်ကတော့ကိလနာသုတ်တန်ရဲ့စုံနာသုတ်တန်ရဲ့ဆိုတဲ့အဲ့ဒီတတိပဋ္ဌာန်တန်ရုပ်ထဲမှာမတန်းတင်ထားတယ်ကိလနာသုတ်တန်ဆိုတာကမြတ်စွာဘုရားမကျမ်းမာဖြစ်တယ်သေလောက်အောင်ဖြစ်တယ်ဒါပေမဲ့မြတ်စွာဘုရားကတပည့်သာဝကတွေကိုအတိမပေးရသေးပဲနဲ့ပြိဋိဘံစံရုံးတုံးတာမရှိဘူးဒါကြောင့်မို့လို့ဒီအသက်ကိုမသေးအောင်ထိန်းတဲ့ဖလတ္တမပတ်ကိုဝင်စားတရားကိုသိတဲ့အသိဉာဏ်ပညာအလွန်စွမ်းတတ်တယ်စာလို့ခန့်ခန့်ညာပြောရင်တော့ဖလတ္တမပတ်နော်တာမန်လူတွေနားလည်အောင်ပြောရင်တော့အထုအထိပ်ရောက်နေတဲ့တရားအသိဉာဏ်ပေါ့သစ္စာတရားကိုသိတာပါပဲ